အပြောဆိုတာလိမ္မာရင်ကျေးရလိမ္မာရင်ကျေးရမယ်အကြောင်းကျိုးကြောင်းစီလျောရမယ်သိအရေးကြီးလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒါကိုဟောတာ morality ဆိုဘလောက်အရေးကြီးလဲဒါနိဗ္ဗာန်ရဖို့အတွက်တင်မဟုတ်ဘူးစီးပွားလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်နိုင်ငံရေးလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်အမျိုးသားရေးပဲဖြစ်ဖြစ်နော်တိုင်းရေးပြည်ရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပြောရေးဆိုရေးဆိုတာသိအရေးပါတယ်လို့ထင်လို့ဆိုတာလူတိုင်းဟာပြောတတ်ဆိုတတ်လိမ္မာပတ်သက်သူတွေဖြစ်အောင်ကြိုးစားဒါအခြေခံအားဖြင့်လူလောကဒီလိုရှိအဲ့တော့အခုဥဒ္ဒရာဆိုတဲ့ထေရီမဒီအရေးကြီးတဲ့အချက်တွေကို तू တတိထားမိတယ်ဒါကြောင့် तू ကဘာပြောတော့ဆိုကာယေနတံဥဒ္ဒအာသိနေသူကဘယ်တော့ဖြစ်အမှားမလုပ်မိအောင်နော်ကိုထိမ့်သိမ့်နေအမှားမလုပ်မိအောင်လောကလူတွေကအမှားလုပ်မိထားတာတွေရှိတတ်တယ်ဘယ်တော့မှမမှားအောင်သူတတိထားတယ်ဝါစာယဥဒ္ဒစေတတာနှုတ်နဲ့လည်းအမှားမပြောမိအောင်သူတတိထားခဲ့တယ်စိတ်နဲ့လည်းပဲအမှားမတွေးမိအောင်စိတ်ကိုလည်းပဲထိမ့်သိမ့်ဆောက်ရှောက်ခဲ့တယ်တန်ဝုဒ္ဒစုစည်းတယ်နော်ဆုပ်ပိတ်တယ်ကိုထိမ့်သိမ့်တယ်ဆိုတာစောင့်စည်းတယ်လို့ဒီလိုခေါ်အဲ့ဒီစောင့်စည်းမှုဟာတကယ်ကို morality အတွက်အရေးအကြီးဆုံးပဲ morality ဆိုတဲ့နေရာမှာသူကကိုစောင့်စည်းတာနဲ့နှုတ်ကိုစောင့်စည်းတာဒါ morality လို့ခေါ်ကိုချင်းတရားလို့ဆိုတယ်ကိုနဲ့နှုတ်ကိုစောင့်စည်းရအဲ့ဒီစောင့်စည်းမှုဟာအရာရာကိုအောင်မြင်မှုကိုဖြစ်စေလို့အခြေခံကိုချင်းတရားပဲဖြစ်တယ်အေးစိတ်ကိုစောင့်စည်းတာကြတော့အဆင့်မြင့်လာသီလနဲ့ကြော်သွားပြီသူကသီလလို့ခေါ်တဲ့ morality ဟာကိုနဲ့နှုတ်ကိုစောင့်စည်းကိုဒီလည်းရောက်လုံးတဲ့အလုံးနဲ့ပတ်သက်ပြီးထိမ့်သိမ့်တယ်နှုတ်နဲ့ပြောရမယ့်အလုပ်ကိုထိမ့်သိမ့်တယ်ဒီနှစ်ခုနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းသူဖြစ်သတ်မှတ်ခံရဟုတ်ပြီကိုချင်းတရားကောင်းပြီစိတ်ကိုတော့မထိမ့်သိမ့်ဘူးဆိုလို့ရှိရင်လွယ်မှားမှုတွေဖြစ်လာနိုင်တယ်ဒါကြောင့်မို့အကြောင်းရင်းဖြစ်တဲ့စိတ်ကိုလည်းထိမ့်သိမ့်ရမယ်ဘာဖြစ်လို့တော့လောကလူတွေစကားပြောရင်စိတ်ထဲမှာအရင်တွေးပြီးမှပြောတာအတွေးမှားရင်အပြောမှားမှာအလုပ်လည်းမှားမှာဒါကြောင့်မို့လို့မဂ္ဂင်၈ပါးမှာမြတ်စွာဘုရားဆင်ထားတာကြည့်လေသမ္မာသင်္ကပ္ပဆိုတာ right thought အမှန်ကန်စဉ်းစားတာကိုဆိုလို့မှန်ကန်စဉ်းစားတတ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်မှန်ကန်စီးပွားရေးလုပ်တဲ့ကိစ္စလဲမှန်ကန်စဉ်းစားတတ်ဖို့လိုတာအဲ့ဒီလိုမှန်ကန်စဉ်းစားတတ်မှလူတွေစကားပြောရင်စဉ်းစားပြီးပြောတာဖြစ်သောကြောင့်သမ္မာသင်္ကပ္ပဆိုတာကိုလိုအပ်ချက်ကိုမြတ်စွာဘုရားဟောပြီးတဲ့သမ္မာဝါစာကိုတစ်ဆက်တည်းဟောတာကြည့်တယ်မဂ္ဂင်၈ပါးဖွဲ့စည်းထားတာဟာအယမ်းမဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးအစီအစဉ်တကြဖွဲ့စည်းပေးထားတာဖြစ်တယ်မှန်ကန်တဲ့အတွေးရှိလာရင်မင်းစကားပြောလဲမှန်လာလိမ့်မယ်အေးစကားပြောမှန်ရင်ပြောပြီးလုပ်တာဖြစ်သောကြောင့်တမန်ကမ္မတဆိုတဲ့မှန်ကန်တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်လာတယ်လောကလူတွေအသက်မွေးတယ်ဆိုတာအပြောနဲ့အလုပ်နဲ့အသက်မွေးရတာဖြစ်လို့မှန်ကန်လာပြီအပြောလဲမှန်လာတယ်အလုပ်လဲမှန်လာပြီဆိုရင်တမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုဆိုတာဖြစ်လာအဲ့ဒါလို့ဖြစ်လာဖို့ကဘာလို့ကြိုးစားအထောက်မှုမှန်ကန်ရမယ်လို့ဒီလိုပြောတယ်ကြိုးစားအထောက်မှုမှန်ကန်တယ်မကောင်းတာတွေမကောင်းတဲ့အတွေ့တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တွန်းထုတ်တယ်မဖြစ်အောင်ထိန်းတယ်ဖြစ်လာရင်တွန်းထုတ်တယ်ကောင်းတဲ့အတွေ့တွေကောင်းတဲ့ဟာတွေရလာအောင်ကြိုးစားတယ်တိုးတက်လာအောင်ကြိုးစားတယ်ဒီကြိုးစားမှုကတမ္မာဝါယာမလို့ခေါ်တယ်ကြိုးစားပြီဆိုလို့ရှိရင်ဘယ်အရာပဲဖြစ်ဖြစ်ဒီ mindfulness လို့ခေါ်တယ်တမ္မာတတိအရေးကြီးဆုံးပဲပေါ့မှန်ကန်အာယုစိုက်တဲ့အလုပ်မှလည်းပဲ mindfulness မရှိရင်မအောင်ဘူးပညာသင်တဲ့အခါမှာလည်း mindfulness မရှိရင်မအောင်မြင်ဘူးဒါကြောင့်စိတ်ဆိုင်ပြီးလုပ်တယ်ဆိုတာအဲ့ဒါပြောစိတ်ဆိုင်ပြီးလုပ်တယ်
အမှားရမရှိအောင်စိတ်ဆိုင်တယ်ဆိုတာတမ္မာတတိကိုပြောတယ်အဲ့ဒီစိတ်ဆိုင်ပြီးလှုပ်တဲ့အခါမှာစိတ်တည်ငြိမ်မှုဟာအမှန်မြင်မှုအတွက်အထောက်အကူများစွာဖြစ်လို့တမ္မာသမာဓိဆိုတာဒီလိုဟောမြတ်စွာဘုရားရဲ့ချမှတ်ထားတဲ့ဗြဟ္မစရိယလို့ခေါ်တဲ့ Nobel Prize ဟာလောကီရေးကိစ္စမှာလည်းပဲတန်ဖိုးတွေအများကြီးရနိုင်တယ်တရားဓုတရားမြတ်ရဖို့ကြိုးစားအထောက်ပြီးဆိုရင်လည်းဒီလမ်းကြောင်းပဲသွားမှာပဲဒီလိုဆိုလို့